ခမ်းနားတဲ့လက်ရာတွေရဲ့နောက်ကသွေးစွန်းတဲ့လှည့်ဝက်ချက်တွေနဲ့ဓမယန်ကြီးဖျားသမိုင်းမကန်ကိုရောက်ဖိုးတဲ့သူတွေဆိုရင်တော့ဓမယန်ကြီးဖျားကိုတော့မမြင်ဘူးတဲ့သူမရှိတော့ဘူးမြင်ဘူးသူတိုင်းလည်းဖျားရင်တူတဲ့ကြီးကြီးကိုအံ့ဩကြရတာပါပဲဒုဓမယန်ဆိုတဲ့အတိုင်းမြမပြည်မှာရှိတဲ့ဖျားတွေထဲမှာခိုင်မာဆုံးကြီးမားဆုံးကျစ်လက်သေးသေးဆုံးဖျားကြီးတဆူပါပဲဖျားကြီးကိုတော့ AD 1165ခုနှစ်လောက်ကနရသူမင်းဆိုတဲ့ဘယင်တစ်ပါးတည်ခဲ့တာပါသူ့ကိုတော့လူတွေကကလက်ကြမင်းလို့လည်းခေါ်ကြပါတယ်ဒီဖျားရဲ့တမိုင်းကတော့တော်တော်လေးကိုမှထူခြားပြီးတော့စိတ်ဝင်စားစရာကောင်းနေတာပါ။ဘာလို့လဲဆိုတော့ဒီဖျားကြီးကိုတီးခဲ့တဲ့နရသူမင်းကတာမဲ့ဘရင်မျိုးမဟုတ်လို့ပါပဲ။သူကသူ့ဖေလောင်းစီသူမင်းကြီးကိုရှေကူကြီးဖျားထဲမှာအဆုံးစီရင်ခဲ့တာပါ။ဒါတွေမကသေးပါဘူး။သူ့ကိုရှင်ဖြစ်တဲ့မင်းစိုးကိုလည်းထီးနှံလူဖို့အတွက်စိတ်ခတ်ပြီးတော့တပ်ပစ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဒီလိုလုပ်ရက်တဲ့ကြောင့်ပကံပြည်သူတွေဟာသူ့ကိုမုံတင်းညူရှာခဲ့ကြသလိုသာသနာဂိုင်းကျုံဆရာတော်ကြီးအရှင်ဘတ်တကူလိုပညာရှိယဟန်တော်တော်မှစိန်နာပြီးတီဟိုကိုတောင်မှထွက်ပြေးသွားခဲ့ရတာပါ။တမိုင်းနေမှာတော့နရသူမေကအဖေနဲ့ကိုတက်မိတာနောင်တရလို့အခုတို့ပြအောင်ဒီဖျားကြီးကိုတီးခဲ့တာလို့ပြောကြပါရီ။ဒါပေမဲ့အချို့သူတွေကတော့ဖျားတေတာကနောင်တရလို့မဟုတ်ပဲအခြားအကြောင်းတွေကြောင့်လို့လည်းပြောနေကြတာပါ။နရသူမေကသူ့ရဲ့လုပ်ရက်တွေကြောင့်ပြည်သူတွေဟာသူ့ကိုမကြည့်ပြူကြတာ။ဖုန်ကြီးတွေတောင်မှရှောင်ဖယ်ကြတာကိုမြင်ရတော့သူ့အာဏာတွေစိုးရင်လာပါရီ။ဒါကြောင့်သူကကောင်းတဲ့လူကြီးတစ်ခုကိုလှုပ်ပြပေးလူတွေရဲ့အမြင်ကိုပြောင်းပြချင်တာပါ။သူ့ကိုဘယ်သူမှမရှင်းနိုင်ဘူးသူဟာတကယ်ဖုန်တကိုကြီးရဲ့ဘယင်မဲဆိုတာကိုပြချင်တာမျိုးပါဖျားကြီးရဲ့အုပ်စီလျာကတကယ်ကိုမှအန်ဩစရာကောင်းလာအောင်တည်တတ်ပါရီအုပ်တစ်ချက်နဲ့တစ်ချက်ကြားအတချောင်းတောင်မှထိုးလို့မရပါဘူးဒီလိုဖြစ်အောင်လဲနေတဲ့သူမင်းဟာကိုရင်ကြီးချက်ပြီးတော့နည်းနည်းလေးအမားရွေးရှိရင်တောင်မှပယံဆရာတွေကိုလက်ဖြတ်တာတက်ပြစ်တာတွေလုပ်ခဲ့တယ်လို့ကြောက်စရာကောင်းတဲ့ဒနာရီတောင်မှရှိခဲ့ပါရီအဲ့ဒီထဲမှာမျက်နှာပြင်မှာကြက်ချေခဲ့ပုံပါရီကြောက်တုံးကြီးတွေတွေ့ရတာကိုလေအချို့ကပယံဆရာလက်ဖြတ်တဲ့မှတ်တမ်းကြောက်တုံးလို့ပြောကြပေမယ့်တချို့ကြတော့လေအထက်ကလှိဝက်ခန်းဒါမှမဟုတ်တကားတစ်ခုကိုခိုင်မာပိတ်ထားဖို့တုံးထားတဲ့ကြောက်တုံးလို့ပြောကြတာလည်းရှိနေပါရီဓမယန်ကြီးဖျားကြီးရဲ့အကြီးဆုံးနဲ့ဒီနေ့ထိတိုင်အပြေရှာမရသေးတဲ့ဖေဒီကတော့ဖျားကြီးရဲ့အလဲမတိုင်းပတ်လေကအတွင်းရှောင်းလန်းတွေအားလုံးကိုအုပ်တွေနဲ့အသေးပိတ်ဆို့ထားတာပါပဲဘာလို့ဒီလိုလှုပ်ထားရလဲဆိုတာဘယ်သူမှသိချာမသိကြပါဘူးဖျားတီတာမပြီးသေးလို့ပိတ်ထားတယ်လို့ပြောကြတာလည်းရှိပေမဲ့အခြားဖျားတွေမှာဒီလိုအပြီးပိတ်ထားတာမျိုးမရှိတော့ဒါပိုပြီးနည်းနည်းတဲ့အကြောင်းရင်းတစ်ခုကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြတာပါနေတဲ့သူမင်းဟာသူတည်ပြီးရင်တောင်မှဒီလေးဝက်ချက်တွေပြင်ကိုမရောက်စေချင်လို့ဘယ်သူမှမသိစေချင်လို့ကြီးမားဆုံးနဲ့ခိုင်မာဆုံးဖျားကြီးရဲ့ဥချောင်းကိုဒီလိုအပီးတိုင်ပိတ်ဆို့ထားခဲ့တာဖြစ်နိုင်တယ်လို့ယူဆချက်တွေရှိခဲ့ပါတယ်နောက်ဘက်မှာပလင်တစ်ခုတည်းပေါ်ဖျားနှစ်စုရှည်ပြီးတော့ပူစော်ထားတာကလည်းနောင်တပြတာဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းအိမ်နေရနောက်ကပိုကြီးရဲ့လိဝက်ချက်ကိုဖုံးကွယ်ဖို့အာယုံလွှဲထားတာများလားလို့လေတွေးစရာဖြစ်ခဲ့တာပါနေတဲ့သူတီးခဲ့တဲ့ဓမယန်ကြီးဖျားကြီးကတော့ဒုတဲ့ကြီးမားမှုခိုင်ခက်တည်တတ်မှုတွေနဲ့တကယ်အမခံပါပဲဒါပေမဲ့သူ့ရဲ့အုပ်ရိုးတွေပိတ်ဆို့ထားတဲ့လမ်းတွေကြောက်စရာကောင်းတဲ့တိစောက်မှုမှတ်တမ်းတွေကတော့ဒီဖျားကြီးဟာရိုးရိုးကုသိုလ်ပြုတဲ့အစာအုပ်တစ်ခုတည်းမဟုတ်ပဲဘရင်တစ်ပါးရဲ့ရက်ဆက်တဲ့သမိုင်းနည်းနည်းတဲ့လိဝက်ချက်တွေနဲ့ဖုံးကွယ်ထားမှုတွေပြည့်နေနေတဲ့မှောင်မိုက်တဲ့ထိမ့်မဲ့တစ်ခုဖြစ်နေနိုင်တယ်လို့လည်းပြောနေသလိုပါပဲဒီနေ့ထိတိုင်ဓမယကြီးဖျားကပကံလွင်ပြင်မှာခန့်ညားထေဝါစွာရက်တည်နေစေပါဒါပေမဲ့သူ့ရဲ့အေးဆက်နေတဲ့အတွင်းနိုင်ငံတွေထဲမှာဘလို့အမှန်တရားတွေဘလို့လေးဝက်ချက်တွေထာဝရပိတ်မိနေမလဲဆိုတာကတော့ဘယ်သူမှတိတိကျမသိနိုင်သေးပဲဘေရီဖြစ်ကြံရှိနေစေဖြစ်ကြောင်းဝင်များလာရင်းနဲ့ညီကုန်းချိုးလိုက်ပါရီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်